zong lo mate itak sadam le puan hai ma khang isle ekila ma ma ema hallelujah kai na ai ben pasien ta tai changa pasien atinam sit set jingang de hi amen kai changa itak sama ma zong dam ding den ai tak sadam changa ni khoi bon hai to kizem le ai ben hai ma ma ding hi tai le kai changa ko zong immediateเป็นที่อัธยโลต่อตัวจังอันเน็ตตุยรอนดานของเดนจังก็วงแกนดิ้งมั่วเสียมาเป็นอัธยโลให้น่ะเดนจังแกนดิ้งบางอันเต้นได้ดีง่ะไม่แต่ที่อันเต้นนั่นแหละที่จีดันดิ้งที่เต้นนั่นแหละอีจีดันได้ดีง่ะหอยโลฉันมาจีดิ้งอ่ะหอยโลที่เต้นในโลดิ้งจีของตัวเป็นตะกะมังแกนดิ้งน่ะที่เต้นนั่นแหละเป็นอีสุอาท่าเต้นจงแกดิ้งน่ะจีดันน่ะจงให้มาดิ้งจีของเดนจังเสียมาแต่ที่เต้นก็เสียมาจีเต้วีเบหิน่ะเกบังอ่ะเอาละกะบางมาเซมโซโล่ที่สอยมาเป็นนักเศรษฐการส่งโลกเชียร์ส่งเซมส่งไม่ได้เห็นอ่ะที่เสียมาหอยตะการเงินสิเดีไม่ได้แต่จังหวะที่ส่งฮิตกันเนี่ยนะฮะcáiฮิตอันนั้นก็ทำเสียงอะไรนะเสียคำจีดันมาเสียคำส่งใบลงไอ้หมอไอ้เสียคำนั้นcáiด้านนี้เจ๊cáiเนี่ยแต่เลี้ยวจีเดินนักจีดันcáiแบบก็จะพอเป็นมีได้สักแสนฉันแล้วผิวสุกจีดันจะพอด้านที่จังอ่ะหมอนั่นเองเราพอมันจะเลี้ยวนั่นสิเราเกี่ยงจีบอ่ะหมอแต่จังอ่ะทำมันรวยแล้วหมอเสียมันหมอจีฮิโลเสียอ๋อซุ่มเป็นว่าอีดำเล็กกี่สองเทียไม่แต่สิเลี้ยงบางจีดิ้งตัวจังอ่ะเนี่ยจีเสียคำตรงแกนี่นะตัวยังใบคักสักก็จีใบคักสักมาส่งตัวนี่นะโดนจ้ะอามาบางตุ้นกิโลบางใจตาเกียกิโลซ้อมนี่เลยกุกเกียหิเซนก็ตัวเป็นอาจารย์หลบเทคตัวพี่บอ26 kg pastakan ya 26 ตัวเฮียตัวเนี้ยเสียที่แต่งตรงไปจะมาหมุนแต่นี่ไม่ได้ဒီနေ့ကျေးဇူးများတင်တယ်နော်ကျမတို့ရဲ့coach တွေဆရာမကြီးတွေလည်းရောက်လာကြပြီကျမတို့ရဲ့ဒီနေ့ကျမတို့ကတော့တထေးလို့ခေါ်တယ်ဒါပေမဲ့သူကတကယ်ချင်းပဲကျမတို့ရဲ့သူကဒီ Humble ကျမတို့ company ရဲ့အကြောင်းလေးတွေကိုသူ English လို့ share လုပ်ပေးမယ်နော်ကျမရဲ့အကြောင်းကျမရဲ့ဘယ်လိုစားတော့ရမယ်ဆိုတဲ့ဟာလေးတွေသူလည်းဘယ်လိုစားတော့ခဲ့တယ်လဲဆိုတဲ့ဟာလေးတွေသူ sharing လုပ်ပေးမယ်နော်ခုနဆရာမနော်ပြောတယ်လို့ပဲကျမလည်းလေအရင်တော့ကဆိုလို့ရှိရင်ခုနတော့ကကျမပြောချင်တဲ့ဟာကအရက်များပြီးတော့လေဘယ်ဟိုမရောက်ဒီမရောက်ဖြစ်သွားတယ်ဒီနေ့ခုနဆရာမနော်ပြောမှပဲကျမသတိရလိုက်တယ်ကျမအရင်ဝခဲ့တော့လေဒီဂျိုင်းအောက်ဒီမှာလေအစီဖို့လေအစီကျိတ်တယ်လေဒီလောက်ဒီအကုန်လုံးရှိတာအထဲမှာလေအကျိတ်တွေဖြစ်တယ်အဲ့ဒီအကျိတ်ကလေတစ်လုံးထဲရှိတဲ့သူတွေတောင်လာတယ်လို့ပြောတာနော်ဒါပေမဲ့ကျမစီမှာဘယ်လောက်ရှိတယ်တစ်ဖက်မှာ30တစ်ဖက်မှာ30အဲ့လောက်အလုံးအများကြီးရှိတယ်ပြီးလို့ရှိရင်ပေါင်ကြားတွေမှာလည်းလေအစီတမ်လွိုင်းကြမှာမောဒီအစီဖူတွေလေအများကြီးအလက်အဲ့လိုမျိုးဖြစ်ခဲ့တာဒါပေမဲ့အခုတစ်ခုမှမရှိတော့ကျမခန္ဓာကိုယ်အရက်ကိုက်ခဲနာခြင်းပြီးတော့အမျိုးသားတောင်မှကျမကိုအမြဲတမ်းညတိုင်းဒီလိုနှိပ်ခိုင်းတာဒါပေမဲ့အဲ့ဒီနှိပ်တဲ့အချိန်မှာလဲသူကလည်းတနေ့ကိုအလုပ်ပင်ပန်းတယ်လေနှိပ်တိုင်းလည်းမနှိပ်ပေးနိုင်ဘူးနှိပ်တဲ့အချိန်လေးပဲတက်တာဒါပေမဲ့အခုတော့အဲ့လိုမျိုးနှိပ်စရာလည်းမလိုတော့ဘူးကျမရဲ့အရန်ကောင်းလာတယ်ဒီအထက်ကအလုံးအကျိတ်တွေကလေကျမဆိုလို့ရှိရင်ကင်ဆာများဖြစ်မလားအဲ့လိုမျိုးတွေစဉ်းစားပြီးတော့အရက်ဆိုးရင်နေခဲ့တာဒါပေမဲ့အဲ့ဒီအလုံးအကျိတ်တွေကအစီကျိတ်တွေအခုကကျမလည်း weight လည်းကျသွားတော့အဲ့ဒီအလုံးအကျိတ်တွေလည်းအကုန်လုံးပျောက်သွားတာအခုနဆရာမနော်ပြောမှပဲအဲ့ဒီဟာသတိရတာပျောက်သွားတာကြာပြီဆိုတော့ကျမမိချင်တယ်လို့ဖြစ်သွားတော့အဲ့ဒီဟာပြီးလို့ရှိရင်လည်း weight အရန်များခဲ့တော့လေခန္ဓာကိုယ်ရဲ့ weight တစ်ခုလုံးကခြေထောက်ကနေတေဆောင်ပြီးတော့လေဒူးတွေလည်းနာတယ်ကိုကအခုကျမကအသက်43နှစ်43နှစ်မဒါပေမဲ့တကယ်တော့အတွင်းပိုင်းရဲ့အသက်ကအသက်60ကျော်80အရွယ်လို့ဖြစ်အဖွားကြီးလို့ဖြစ်ခဲ့တာလေဒါပေမဲ့အခုတော့အသက်ကကိုတော့16နှစ်ပဲဖြစ်သွားပြီနော်စိတ်ထဲမှာလည်းကျမရေးကောင်းလာတော့ကိုရဲ့စိတ်လည်းရှင်လန်းလာတယ်လေနော်အရင်တော့ဆိုတကယ်အဖွားကြီးလို့ခြေတော့လည်းထော့နဲ့step ဒီလည်းကောင်းမတက်နိုင်ဘူးအဲ့လိုမျိုးဖြစ်ခဲ့တာ Not yet.
အခုကကျမတို့ဒေနီကသူ့ရဲ့product အကြောင်းလေးတွေ sharing လုပ်ပေးမှာအင်္ဂလိပ်လို sharing လုပ်ပေးမယ်နည်းနည်းပါးပါးtranslate လို့ရှင်တော့ကျမတို့မြန်မာလိုဘာသာပြန်ပေးမယ်နော်အဲ့ဒီသူတို့လုပ်နေတော့မအားတိဘူးဆိုလို့ရှင်ဆမဟာနာကို share လုပ်ဖို့ဖိတ်ခေါ်မယ်နော် Still need to wait. If you don't ready, I call Hana first. Sama Hana ko tu your product ajang result ajang sharing lo ko pick up no. Oh, did let tira. အားလုံးပဲမင်္ဂလာပါတွေ့ရတော့ဝမ်းသာပါတယ်ခင်ဗျားရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ဒီမှာပါစတာခံလို့အတင်းတော်မှာလာရောက်ပြီးမှကျမတို့ရဲ့အသက်တာထဲမှာစားတောက်နေထိုင်တဲ့ပုံစံပေါ့နော်ကျမတို့ဒီလို sharing လုပ်နေရတဲ့ကြောင့်အရင်ပဲကျေးဇူးတင်တယ်ဖိတ်ခေါ်ပေးတဲ့ကျမတို့ပါစတာခံလို့ဆရာမတို့ဇနီးမောင်နှံနဲ့အတူပဲအတင်းတူအတင်းသားအားလုံးလည်းသူပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ပေါ့နော်ကျမကတော့ဟာနာဝါလို့ခေါ်ပါတယ်ကျမတို့စတာပါမှာနေတယ်ကချင်လိုမျိုးဟုတ်တယ်နော်ကျမကဒီစုကျမတို့ဒီဆရာတို့မိသားစုဒီအတင်းတော်နဲ့တူမိသားဟာရဖွင့်ခွင့်ရတာတကယ်ပဲကျေးဇူးတော်ချီးမွမ်းပါတယ်ကျမကတော့ဒီ nutrition ကိုကျမကိုမိတ်ဆက်ပေးခဲ့တာကျမရဲ့ coach ကြီးဝါဟုတ်တယ်ပေါ့နော်ကျမတို့လက်ခုပ်တီးမှကျေးဇူးတင်ပါတယ်သူကြောင့်လို့ကျမအခုဒီနေ့ဒီချိန်မှာဒီလိုရနိုင်ခွင့်ရတာဟုတ်တယ်ပေါ့နော်သူကကျမကနော်မလေးရှားမှာနေတာ73နှစ်ရှိသွားပြီကျမလည်းအတင်းတော်မှာမို့လို့ဆောင်တယောက်ဟုတ်တယ်ပေါ့ဒီမှာ10နှစ်အခုလောလောဆယ်တော့ကျမအတင်းတော်အလုပ်ကိုရပ်ထားတယ်ပြီးခဲ့တဲ့ဒီမှာရောက်တဲ့အချိန်ကလေးကစပြီးမှကျမ community မှာတန်းတော်မှာဆက်ကပ်ပြီးမှအဲ့လိုမျိုးကိုယ့်ရဲ့အတင်းတော်တင်းသားတွေကိုဆဲယုံဖို့ဆဲခန်းဖို့နော်သူတို့လိုအပ်တဲ့နေ့ရုံးပေးညအဲ့လိုအပ်တဲ့တိုင်းမှာကျမတတ်နိုင်တဲ့လောက်ကြိုးစားမှပါဝင်ခဲ့တယ်ပေါ့အဲ့ဒီဟာကိုကျမအတွေ့အကြုံရတဲ့အခါမှာကျမစီမှာဘာခံစားချက်ရှိလဲဘာနားနေထားလဲဆိုရှင်ကျမတို့ဒီဟာဆိုရင်ကျမရေးဟိုအရန်စားတော့နေတယ်ပုံအရန်ကျူးဆိုင်ရမယ်ဆိုတော့နားလေတယ်ပေါ့နော်ဒါပေမဲ့ဒါဆရာဝန်ကြီးလည်းတင်ဒါပေမဲ့ကိုဘလို့တိတိကျကျကျူးဆိုင်ရမယ်ဆိုတော့ကျွန်တော်မသိဘူးလေအဲ့တော့တနေ့တော့ကျွန်မကတမီးလေးနဲ့ grand shot ထွက်တဲ့ခါမှာပေါ့နော်ကျွန်မရဲ့ coach ကြီးကကျွန်မဝင်စာကမ်းပေးတယ်အဲ့တော့ကျွန်မလည်းတော့အဲ့ဒါလက်ခံပြီးမှသူ scan ချိန်ပေးမယ်ဆိုအရင်ပြောတယ်ကျွန်မ scan ချိန်လိုက်တယ်သူတို့ရှင်းပြတာဘာရှင်းပြမှတော့မသိဘူးကျွန်မသူအများကြီးကျွန်မကိုရှင်းပြတယ်ဒါပေမဲ့တခုကျမသဘောပေါက်လိုက်တာနီးတဲ့ဒီမှာကျမတို့စီမှာတဲ့နေလာပြီးမှမနဲ့စာလာတောက်ရင်းနဲ့စားတောက်နေထိုင်ကုန်တင်လို့ရတယ်လို့ပြောတယ်အဲ့လိုမျိုးပြောတဲ့ခါမှာကျမကအရန်နာအိုးငါတရားငါတင်ချင်တဲ့ဟာမျိုးဟုတ်တယ်လက်လာချင်တဲ့ဟာမျိုးဟုတ်တယ်ဆိုပြီးမှကျမအဲ့တော့နားလေသွားတော့โอเคကျမတင်တယ်စားတောက်နေထိုင်ကုန်ကျမနားလေလို့ရှိရင်ကျမရဲ့အတင်းတော်ကိုကျမတို့ community ကိုတင်ပေးမယ် sharing လုပ်ပေးမယ်အဲ့လိုမျိုးစဉ်းစားတယ်ပြီးရင်ကျမကိုနိုင်လည်းလိုအပ်တယ်ဘာလို့ဆိုကျမရဲ့တမီးတေးလေးတယောက်ကိုကျမထိတ်ခဲလုပ်နေတယ်ကျမရဲ့အမေကိုအသက်80ယူတယ်ကျမထိတ်ခဲလုပ်နေတာအသက်ကြီးတဲ့လူရောအသက်ငယ်တဲ့လူရောကျမရင်းနေညီညွတ်အောင်စားတော့ရမယ်ဆိုတာသိတယ်ဒါပေမဲ့ဘလို့ကျွေးရမယ်ဆိုကျမမသိဘူးလေအဲ့တော့မနေ့ပြန်မှာဆိုကျမတကယ်ချင်းဆရာမမိုး coach နဲ့လိုက်မရမကတော့လေကျမအသိခေါ်တာတွားရအောင်ငါတို့ညတွားလဲလာရအောင်ကျမတို့ community မှာဒါလိုအပ်တယ်ဆိုကျမတို့ sharing လုပ်ကြမယ်နောက်ကြရင်ဆိုပြီးမှတွားတင်ပေးမယ်ပေါ့အဲ့လိုမျိုးဆိုပြီးမှကျမစခဲ့တာဟုတ်တယ်ပေါ့နော်အဲ့ဒီခါမှာကျမကတလအတွင်းမှာဆိုကျမ4 kg ကျသွားတယ်ညမအင်ကြီး fit လို့ရသွားအဲ့ဒါကျမဝါခလေးအမေလေးပင်လို့ကောင်းတာပါလားအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ကျမ Facebook ပေါ်မှာတင်လိုက်တယ်အဲ့မှာ overseas ကတငယ်ချင်းတယောက်လည်းမေးလာပြီအဲ့လိုမျိုးပြီးလို့ရှိရင်ကျမအမေကိုလည်းသူ့ကိုလည်းအမေကိုလည်းမနစ်စာကိုကျွေးလိုက်ပါဆိုအမေကတလကို3ကြိမ်လောက်ဆေးခန်းသွားရတယ်ဆိုတော့တိတ်ကြီးတယ်လို့ဆိုဟိုဟာဒီဟာနာအများကြီးဆိုတော့ဆေးတွေလည်းများတယ်လေ250အမြဲတမ်းပေးရတယ်အဲ့တော့အမေကိုဆေးခန်းအမြဲတမ်းပို့ရအမေကိုလည်းဒီ nutrition ကျွေးမယ်ဆိုစလိုက်တော့အမေကရက်20အတွင်းမှာဆိုသူတွေးမတိုးတော့ဘူး
တွေးမတိုးတော့တွေးကြောက်ဆောင်ဟာသမီးကမင်းနေလို့ကောင်းလိုက်တာတရက်တည်းတူတူပြောသွားပြီအခုဒီနေ့ဒီချိန်ဆိုရင်နှစ်နှစ်နဲ့၄လရှိသွားပြီအမေအစေခံလုံးဝသွားဆံမလို့တော့ဘူးတွေးမတိုးတော့ဘူးတွေးကြသွားပြီပုံမှန်ဖြစ်သွားပြီငါပြောင်းဒီကျေးဇူးတော်တကယ်ချင်းဝမ်းတယ်ပေါ့နော်ကျမတို့ဘာဖြစ်ဆိုအမေနေမကောင်းရှင်ကျမစိတ်အရင်ဖြစ်စည်းတယ်သူ့စေခံသွားရတာပတ်စံရှိလဲပေးမရှိလဲပေးစေခံမှာဟုတ်တယ်နော်စေခံမှာရှော့ပေးလားရှော့ပေးဘူးနော်ဒီဘလောက်ကြောက်ဆိုကျမတို့ရှိတဲ့မြတ်ပတ်စံချီငါအကုန်ပေးရတာပဲဆိုလို့ရှိရင်ကျမတို့အတိကနားလေရမှာလားကျမတို့နေ့စဉ်စားတော့တဲ့ပုံစံဘယ်လိုစားတော့နေထိုင်ရမလဲဆိုတော့ကျမတို့ဂါဂနာနားလေရမှာဆိုလို့ရှိရင်ကျမတို့နဲ့ကျမတို့ထိုက်တန်လားထိုက်တန်တယ်နော်ကျမတို့ကျမတို့ထိုက်တန်တယ်ကျမတို့ဖျားသားသမီးတွေဆိုပို့ပြီးမှကျမ်းမှာဖို့ထိုက်တန်တယ်စားတော့နေထိုင်ပုံကိုကျမတို့တေးချနားလေဖို့လိုအပ်တယ်ဒါကြောင့်ကျမတို့ကမြန်မာပြည်မှာနေတဲ့အချိန်ကျမတို့ရဲ့နိုင်ငံကြောက်တော်၎င်းကျမတို့ရဲ့အုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေမကောင်းခဲ့ကျမတို့ကဒီစားတော့နေထိုင်မှုအဲ့လိုမျိုးအတိပညာတွေလည်းကျမတို့အရင်နေခဲ့ဒါပေမဲ့ဒီမှာကျမတို့လက်လာခွင့်ရတယ်အဲ့ဒါကြောင့်မို့ဒီမှာဒီနေ့ကျမတို့ဒီအတွက်ကို sharing လုပ်ဖို့အတွက်ရောက်ရှိလာတာဖြစ်တယ်ပေါ့အဲ့ဒါကျမတို့ရောက်လာတဲ့ခါမှာပေါ့နော်ဒီလိုဖိတ်ခေါ်ပေးတဲ့ဆရာပါစတာခံတို့ဇနီးမောင်နှံကိုအရင်ပဲကျေးဇူးတင်တယ်ဆရာရောက်လာတဲ့ခါမှာကျမအရင်စိတ်ချမ်းသာသွားတယ်အတင်းတော်တော့အမှုတော်ဆောင်ပြီးဆိုပို့ပြီးမှကျမတို့အတင်းတော်အတင်းသားအများကြီးကို guide လုပ်ပေးရမှာသူတို့ဒီတကယ်စိတ်နှလုံးသားဖွင့်ပြီးမှလေတကယ်အမြင်ကျေပြီးမှဒီအရာကိုတကယ်လက်ခံတယ်ဆိုတာကျမအရင်ဝတ်တယ်နောက်ထပ်3လကြာတဲ့ခါပါစတာခံပြတွေ့တဲ့ခါမှာ result အရင်ကောင်းတော့ကိုတွေ့တော့ခါမှာကျမတကယ်ကိုဝမ်းမြောက်တယ်ဝမ်းသာပေးတယ်ပါစတာတို့ညကိုမိတ်ဆက်ပေးတဲ့ဆရာမနွမ်းကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ကျမတို့ team အားလုံးကိုလည်းအရင်ကျေးဇူးတင်တယ်ကျမတို့မြန်မာ community တွေကျမ်းမာဖို့ကကျမတို့စီမှာတောင်းလို့ရှိတာဖြစ်တယ်အားလုံးပဲအရင်ပဲကျေးဇူးတင်တယ်အားလုံးပေါ်ဖျက်ရှင်ကောင်းကြီးပေးပါစေအာမင် Thank you. Minglaba. I'm not Myanmar, I'm Malaysian. Okay. By the way, my name is Danny. Michael, can you go back to my first slide? Yeah, first number one. Can you give a big clap to Michael? He helping me to do the setup here. Thank you so much. Now, what's your name? How do you say your name? Luma. Okay. She is Pastor wife. wife. That's why I feel that. I feel that. Thank you for welcome and inviting you here to be here today. Thank you so much. By the way, my name is Danny. You can call me Danny. Okay. Yeah. Okay. I'm Malaysian. I come from Setapak. Anyone go to Setapak before? Setapak. You know Setapak? You know Setapak. Your friend there? No problem. Yeah, Setapak. Yeah. Me and my wife open a nutrition club there. Okay. Next slide, please. Setapak. ပြန်လိုက်ဆမပါ You know? Richard ပါတာပြန် Okay. Translator. Okay. It's okay. Give a clap to Rachel. Become the translator. Okay. I try to talk sentence. Okay, they translate for me. Okay. So yeah, my background was a property agent. ဒီနေ့ကဘောနော်အရင်တော့ကသူကဒီ agency ဟုတ်တယ်။ property agency ဆိုတာအိမ်ရောင်းအိမ်ကြောင်းတွေရောင်း Sell house, rent house. အိမ်ရောင်းနဲ့အိမ်ငါးတယ် Yeah. Who like money like me? ဘယ်သူတို့လိုမျိုးပတ်စံလုပ်ချင်လဲ Who like money? ဘယ်သူပတ်စံ I like Oh, yeah. Yeah. But what I mean is like most of people like money until they don't have time. Means that sometimes they work, they forgot to eat their lunch on time. They will late to eat their dinner. သူကကျမတို့ကဘောနော်ပတ်စံတွေနောက်ကိုပဲလိုက်ပြီးတော့ကျမတို့ကမိသွားတယ်ဘယ်လိုစားရမလဲဘယ်လိုနေထိုင်ရမလဲညနေစားပါစားမလဲနေ့လေစားပါစားမလဲဆိုတော့မိနေကြပတ်စံနောက်ကိုလိုက်နေကြတယ် You're same like me? သူလိုဖြစ်ဘူးလားပေါ့ Always late lunch or late dinner. Or နေ့ when လေစားနောက် hungry. ကြတယ်ညစားနောက်ကြတာပိုက်စား Only. Yeah, right? Yes, okay. Next slide. Yeah. But how I know this nutrition? သူဒီ nutrition ကိုဘယ်လိုသိတာခဲ့လဲဆိုတော့ပေါ့နော် Because my friend's wife is a coach. သူတငယ်ချင်းရဲ့မိန်းမကပေါ့နော်သူ့ရဲ့အခု coach ပေါ့သူ့ရဲ့
my friend's wife, right? See my wife very fat. သူရဲ့ဒီဥစ္စာသူ့ရဲ့မိန်းမကိုပေါ့နော်အရင်ဆုံးကသူ့ရဲ့ coach ကရောသူ့ရဲ့မိန်းမကိုယဉ်ကြည့်ရပါဆိုသူ့မိန်းမရင်တော့အရန်ဝရတယ်ပေါ့နော် I asked her, don't buy. အဲ့သူမိန်းမကသူပြောလိုက်တယ်ဟိုတယောက်လာတော့မကတ်နဲ့ပေါ့နော်မဝယ်နဲ့သူ့စီကပစ္စည်းတွေမဝယ်နဲ့ဆိုပြီးပြောတယ် Because I don't know what is that. ဘာလဲဆိုတော့သူမသိဘူး But after discuss, then because my wife want to lose weight, နောက်ဆုံးသူတို့ဆွေးနွေးပြီးတဲ့အခါမှာသူ့ရဲ့မျိုးသမီးကဝေးကြချင်တယ် and she go herself သူတကိုယ်တိုင်ပဲသွားလိုက်တယ် and start. အဲ့ပြီးတော့စလိုက်တယ် nutrition And she start the nutrition and force me to start too. သူစပြီးသူတောက်ပြီးတဲ့အခါကျတော့လေသူ့တစ်ခေါက်တိုက်တော့နေပေါ့နော်တောက်ဖို့အတွက် She is fat, but me little. သူကဝရတယ်ပေါ့နော်သူနည်းနည်းတော့ပိုပါတယ် You want to see me? သူတွေးချင်လား One more. Dang, dang, dang. ဒါရင်တော့သူ့ရဲ့ပုံပေါ့ Big size? Okay. But thanks to my wife, she forced me to start this nutrition. After first day I drink, I easy to sleep and I feel energetic. သူမိမရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုသူပထမဆုံးတောက်လိုက်တဲ့အချိန်မှာသူအားရှိရလို့လည်းခံစားရတယ်ကောင်းကောင်းနဲ့အိပ်ပျော်တယ် Then I want to know more. အဲ့ဒါသူကပို့ပြီးသိချင်တယ် Then I will go to her with her to the nutrition club. သူနဲ့သူဒီလိုမျိုး nutrition club ကိုသွားတယ်အာဟာရကိစ္စစာအဲ့လိုမျိုး And I see many people drink this nutrition also become healthier. သူလူများကြီးကိုတွေ့လိုက်တယ်ဒီရဲ့ nutrition ကိုတောက်လိုက်ပြီးတော့ပို့ပြီးကျန်းမာလာတဲ့အရာတွေကိုသူတွေ့ခဲ့တယ် Then I listen to the coach and seriously to use the nutrition and follow the coach guide. သူက coach တယောက်သူ့ရဲ့စကားကိုနားထောင်တယ်ပြီးသူပြောတဲ့အတိုင်းကိုသူလိုက်လုပ်တယ် If you all come to Startup, တကယ်လို့အားလုံးက Starbucks ကိုလာခဲ့မယ်ဆိုရင် I give you a free drinks. အားလုံးကို Try. ခွက်တေးလေးပေါ့နော်ခွက် free ခွက်တစ်ခွက်လက်ဆောင်ပေးမယ် Okay? အားလုံး Okay? Okay. Then my wife go to one event called STS. သူရဲ့မိန်းမပေါ့နော်event တစ်ခုတွားလိုက်တယ်အဲ့ event ကတော့ STS ဖြစ်တယ် Me and her go together and see many people, more people result. သူနဲ့သူမိန်းမနဲ့အတူတူတွားလိုက်တယ်အဲ့ event မှာပေါ့နော်သူလူအများကြီးကိုတွေ့ခဲ့တယ်လူအများကြီးရဲ့ရိုင်းတဲ့တစ်ခုတွေ့ခဲ့တယ် Some people use 5 years, 10 years, 15 years. တချို့လူတွေကဒီအခု Herbalife ကိုနော်ဒီ product ကိုပေါ့နော်3 5နှစ်ရှိရ3နှစ်ရှိရနှစ်ချီ3နှစ်လူရှိတယ် And I see it and more confidence. သူတွေ့လိုက်တဲ့အခါမှာသူပို့ပြီးတော့ယုံကြည်မှုရှိသွားတယ်ဒီ product ပေါ့နော် And I seriously use the nutrition and this is me now. သူလုံးဝ serious ကြီးတောက်တယ်ပေါ့ One more. Yes, I lost 14 kg. သူ14 kg တော့မှကျသွားတယ်ပေါ့နော်ဒီ product ကြောင့်လို့ Okay, next. Okay, this is my coach, David and Curry. David and Carrie ကသူတို့ရဲ့ coach ဟုတ်တယ် Okay. They are help many people. သူတို့လူများရုပ်ကူညီလိုက်ပြီ Okay, next slide. Why I'm here today? ဒီနေ့သူဘာကြောင့်ဒီမှာရှိနေရတာလဲ Next slide. Because of him. Ta-da! သူကြောင့်လို့ဒီနေ့လာဒီမှာရှိ Last year, right? Last year she come. Wow, she's big size. Oh, she sister mom bring her to my nutrition club. Sister mom bring her to my nutrition club. Sister Rang ကကျတော့ဒီဆရာကိုပေါ့နော်ဒီနေ့ရဲ့ nutrition club ကိုလာ Because of using nutrition, nutrition ကိုတုံးလိုက်တဲ့အတွက်ကြောင့်မလို့ he become like this. Ta-da! သူဒီပုံစံဖြစ်သွားတယ်ပေါ့နော် Now it's 10 kg. But the day, 2 weeks ago, right? 2 weeks ago, I see him in the SDS event. Now, ta-da! လောကရဲ့နံပါတ် STS မှာဒီဆရာကိုဒီမှာတွေ့လိုက်တဲ့အခါမှာဒီပုံစံပြောင်းသွားပြီပေါ့ I'm not always see him သူအမြဲတမ်းတွေ့ရတော့မဟုတ်ဘူး because sometimes our language တခါတလေငါတို့တယောက်ရဲ့စကားပြောဆိုမှုပေါ့ပါလာစကားပေါ့ only can see from the picture. ပုံကနေပဲကြည့်လို့ရတယ်ပေါ့နော်ပါလာစကားနဲ့ I feel so proud and feel so happy. သူရမ်းနဲ့ဂုဏ်ယူပြီးတော့သူရမ်းပျော်တယ် Next slide. Okay. Today, because of him, he asked me, Danny, can you help me to share this nutrition to my church member? ဒီနေ့ပေါ့နော်ဆရာရဲ့ကျေးဇူးကြောင့်မလို့ဆရာတော့ဒီနေ့ကိုအကူအညီတောင်းတယ်ပေါ့နော်ဒီ church member တွေအားလုံးလာပြီးတော့free လုပ်ပေးဖို့ Next.
So today we will help you to do a healthy scan for အား free လုံး to you all. အားလုံးကိုဒီနေ့ပေါ့နော် healthy scan body ချိန်ပေးမယ်ပေါ့နော် Can you give a free big, လုပ်ပေး yeah, ပါမယ် can you give big clap to our pastor come? Yeah, thank Pastor you. Cam ကိုပေးကြပါ Next slide. Yeah. I'm coming here is the purpose is what? We have a purpose. We just want to help you all, everyone to live your best life, to have a better life. ဒီနေ့ဒီမှာလာရတဲ့အဓိကရည်ရွယ်ချက်ကအားလုံးကိုပေါ့နော်ကောင်းမွန်တဲ့ဘဝပိုင်ဆိုင်ခိုင်းစေချင်လို့ပါ Next slide. Yeah. This is our Malaysian breakfast. Who eat the same breakfast like me before? ဒါမလေးရှားရဲ့မနက်စာပေါ့နော်ဘယ်လိုတူတူစားကြတယ်ပေါ့ဒီလိုမျိုးမနက်စာစားကြတယ် Nasi lemak, လာစီနမစားရမရှိလား roti canai, ရောတိချာနိုင် curry mee. Oh, Michael, sorry, sir. Yeah, but this is good food, right? ဒါကောင်းလား Delicious food. Yeah. Yeah, delicious. But what happened But next? not healthy. ဒါစားမယ်ဆိုရင်ကျမတို့ဘာဖြစ်မလဲ We have too much of sugar, too much of salt, too much of alcohol. Why not this? You explain. Okay. Yeah, you တ go. ကြားတွေရမ်းများတယ်စားတွေရမ်းများတယ်ပြီးတော့ဟိုစားအရက်တွေရမ်းများတယ်ပြီးရင်ခုနပြောမျိုးဆေးလိပ်တွေအဆီတွေ chemical တွေအဲ့ဒါတွေရမ်းနဲ့များတယ်ပေါ့နော် And our just now all the food less of အခု in the nutrition yeah less of nutrition less. Not enough of protein, not enough of vitamin, not enough mineral from the curry meat from nasi lemak. Yes. okay တကယ်လို့ပေါ့နော်ကျမတို့ကျမတို့စားခဲ့တဲ့အရာအားလုံးကပေါ့နော် protein တွေမရှိဘူးပြီးတော့လို့ရှိရင် vitamin တွေမရှိဘူး mineral တွေမရှိဘူးပေါ့နော် Okay. So because of too much and too less, အာ because of too much of sugar and means that this too much of excess and not enough from our nasi lemak, roti canai. ဒါရိုဒီချာနာမှာဆိုရင်တော့ခုနဒီဘက်ကကျတော့အရင်များတဲ့ဟာပေါ့နော်ဒီဘက်မှာကျတော့ကျမတို့မရှိနေတဲ့ဟာရိုဒီချာနာတစ်ခွက်မှာ protein ဓာတ်တွေပါတွေမပါနေတဲ့ဟာကိုပြော Yeah, because our normal food is always like this. This one too much, too little of this. ဒါပုံမှန်ကျမတို့စားနေတဲ့အရာပေါ့နော်ဒီဘက်ကကျတော့အရင်နဲ့များတဲ့ဟာဒီဘက်ကကျတော့တိတ်မရှိကိုယ်ခန္ဓာကိုယ်မှာလိုအပ်တဲ့ဓာတ်တွေမပြည့်နေတဲ့အရာကိုပြောချင်တာ And next slide. And we are getting fatter. အားကြောင့်မို့ကျမတို့ကပို့ပြီးဝလာကြတယ်ပေါ့ You see, it's still increasing from in these 10 years. ပို့ပြီးမြင့်မြင့်တက်လာတယ်အဝလုံယောဂါတွေကအရင်အထက်ပို့ပြီးတော့ And then this is the because of too much on too little of our nutrition, then this happen. Migraine, insomnia, hypertension, pressure, emotional, anemia, cardiovascular problem, digestive problem, sensitive skin problem, eczema, teeth problem, heart problem, cancer, all is because of this. ကျမတို့ nutrition မပြည့်မီတဲ့အတွက်ကြောင့်တော့ကျမတို့ခန္ဓာကိုယ်မှာ nutrition တွေမပြည့်မီတဲ့အတွက်ကြောင့်ကျမတို့ဘာဖြစ်ကြလဲဆိုရင်အိပ်ရေးပြတ်တာတွေဖြစ်တယ်ခေါင်းကိုက်တာတွေဖြစ်တယ်ဟို pressure တွေရမ်းဖြစ်တယ်ပြီးတော့ဒီနောက်ကျောတွေဘာတွေနာတာတို့အဲ့ကောင်တွေလည်းဖြစ်တယ်ပြီးကျမတို့အဓိက skin problem ကျမတို့ခါကျရင် cosmetic တွေအရန်သုံးမှဘာလို့မထူးလာလဲဆိုတကယ်တော့ကျမတို့အထဲမှာရှိတဲ့ inner မှာရှိတဲ့ nutrition ကမပြည့်မီလို့ပေါ့နော်ကျမတို့ဒီ skin problem တွေအများကြီးဖြစ်တာ Amazing, thank you, Rachel. Next slide. Okay, then how? အဲ့ဆိုကျမတို့ဘယ်လိုလုပ်ကြမလဲ Next. now Start with healthy breakfast like this. Okay? ကျမ်းမာတဲ့မနက်စာတစ်ခွက်နဲ့အရင်စပြီးတော့ပြည့်ပြင်လိုက်ပါ Next slide. Okay, this is our breakfast. But what is the difference? This breakfast is all with nutrition. ဒါကျမတို့ပုံမှန်မနက်စာစားနေတဲ့မနက်စာတစ်ခွက်ပေါ့နော် Balanced nutrition. ဒါအာဟာရပြည့်မီတဲ့မနက်စာတစ်ခွက်ဟုတ်တယ် Next slide. Next slide. Is it a healthy breakfast? ဒါကျမ်းမာတဲ့မနက်စာလား Roti, ရိုတီ eggs, ချက်ဦး coffee. coffee ဒီရောင်မနက်စာကျမ်းမာတဲ့မနက်စာတစ်ခွက်လို့ယုံခံယူသလားပေါ့နော် Next slide. And this is our nutrition. ဒါကျမတို့ရဲ့ nutrition ပေါ့နော် But why using our nutrition? ဘာကြောင့်ကျမတို့ရဲ့ nutrition ကိုသုံးဖြည့်တဲ့လဲ Because our nutrition first is in a quality process. ကျမတို့ nutrition ကတော့ quality process ဖြစ်တယ်စလာဘယ်လိုမျိုးထုတ်ထားတယ်ဟိုစပြီးတော့စိုက်ပြိုလိုက်ကြတဲ့ဟိုကသူကတေချာလေးစီဆက်ထားတယ်ဆိုတဲ့ဟာကိုပြောချင်တယ် Continue. And we are all certified that our nutrition and this breakfast is safe.
ကျမတို့ဒီမနက်စာပေါ့နော် nutrition ကဘယ်လောက်ထိ safe ဖြစ်လဲဆိုရင်ကျမတို့ဒီမှာဆိုပြထားတဲ့logo တွေပေါ့နော်ဒီဟာတွေအားလုံးကအတိမပြုတ်ထားတဲ့အရာဟုတ်ပါတယ်ပေါ့ Next, even our athlete, not our athlete, the international athlete, the player, they also using the nutrition. Do you know Cristiano Ronaldo? international အားကစားသမားဖြစ်တဲ့ Cristiano Ronaldo ပေါ့နော်သူလည်းဒါမနက်စာကိုကျမတို့လိုပဲအတူတူသုံးစွဲနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Next slide. And then one more slide. And just now you see all this, right, is from the country awards to our Herbalife Nutrition our company. ဒါပေါ့နော်ကျမတို့ Herbalife Company ကနေပြီးတော့ရထားတဲ့ဆုတွေဖြစ်ပါတယ်ပေါ့နော် And more than 174 awards in these 10 years. 194ခုဆုကိုရရှိထားပါတယ် Yeah. Next slide. Okay. Now I want to show you what is our breakfast. အခုကကျမတို့မနက်စာပါလဲဆိုတော့သူပြောပြချင်ပါ Our breakfast very simple. Aloe tea shake. ကျမတို့မနက်စာပေါ့နော် aloe vera ရဲ့ tea ရဲ့ shake ရဲ့ဒီသုံးခုပေါ့ Okay. Number 1, number 1 aloe. aloe vera Do you brush your teeth? သွားတိုက်လားမနက်တိုင်းသွားတိုက်ကြလား Alright. But can you brush inside? ဒါပေမဲ့ဟိုအထဲကကလီစာတွေကိုတိုက်လို့ရ You know, right? တိုက်ကြလားအထဲကဟိုပူတွေကလီစာတွေကိုသွားတိုက်ကြသွားတိုက်တာ Yeah. This one can help you to brush this one, make it clean. Because when we eat, right, all the toxin is here. We need to clean it. ဒီ aloe vera ပေါ့နော်ကျမတို့ခန္ဓာကိုယ်ရဲ့ဒီရှားဆောင်းပေါ့နော်ရှားဆောင်းကကျမတို့ခန္ဓာကိုယ်မှာရှိနေတဲ့ဥတွေအားလုံးကိုသူက cleansing လုပ်ပေးတာ detox လုပ်ပေးတာကျမတို့စားထားတဲ့အညစ်အကြေးတွေအားလုံးရှင်းထုတ်ပေးတယ် Number 2, tea. number 2 tea Tea is help us to increase our metabolism and burn fat. ဒီရဲ့လက်ဖက်ရည်ပေါ့နော်ဒီလက်ဖက်ရည်ကဘာလဲဆိုရင်ကျမတို့ဒီခန္ဓာကိုယ်ခုခံအားစနစ်ကိုမြင့်တင်ပြီးတော့ကျမတို့ဒီအဆီတွေကိုသွားခြေပေးတဲ့အရာဟုတ်တယ် Okay, number 3. Yes, this is our breakfast shake. ဒါကျမတို့မနက်စာစားနေတဲ့ shake And after cleansing just now, number 1 aloe and the tea burning our fat, right? When this nutrition go into your body, it will be more easier. ကျမတို့ဒီပထမဆုံးဒီအဲ့လိုရှားဆောင်တဲ့ tea ကိုတောက်လိုက်တဲ့အခါမှာကျမတို့ခန္ဓာကိုယ်မှာရှိနေတဲ့အညစ်အကြေးတွေအားလုံးကိုစီးကြောပြီးသွားတဲ့အခါမှာဒီမနက်စာကိုစားလိုက်ခြင်းအပြင်ခန္ဓာကိုယ်မှာရှိနေတဲ့အင်္ဂါစိတ်ပိုင်းတွေကဒီအာဟာရတွေကိုကောင်းကောင်းစုပ်ယူနိုင်တယ် Okay, next slide. Okay, do you know why many people use our breakfast? ဘာကြောင့်ကျမတို့လူတော်တော်များများကျမတို့ရဲ့ဒီမနက်စာကိုစားကြလဲဆိုတော့သိတာ I have friends, I think some of you already share, but I think few of the friends do not share, right? Next slide. Yeah, Mason, yeah, Mason just now she was sharing. She now from before and after she lost 7 kg. ဒါကြောင့်မမေဆိုင်ခုနပြောပြပြီးတော့ရေပေါ့နော်သူဘလို့ဒီမနက်စာကိုပြောင်းလိုက်ခြင်းအပြင်သူဘလို့အကျိုးကျေးဇူးတွေခံစားရလဲဆိုတဲ့ဟာ Thank you, Mason. Next slide. And our birthday. Birthday. Yeah. But now she more pretty now, right? Yeah. Yes. more than Give a big clap to Pate again. Yes. ပတ်တိုင်းတော့အခုဒီပေးရအောင် How many kg? 10 kg now. Yes. ပတ်တိုင်းကအခု10 kg 10 kg ကျသွားပြီ And next slide. Teacher Norm, I don't have the before, but I see this is the after. Yeah, very pretty now, right? Yeah. 5 kg. Big clap to our teachers. Teacher ချက် Norm. တော့လက်ခုပ်ဒီပေးရအောင်ပေါ့နော်သူ5 kg ကျသွားပါတယ် Thank you so much. Wow. Next slide. Handsome pastor. Yes, now your turn. Wow! Yes, because of Sister Norm, he bring Pastor Kam and Pastor Kam before, after, now lost total 26 kg. Amazing. Next slide. Amun, do you mind to have some sharing? Amun, yes. Simple sharing.